လီဗာပူးအသင်းကအိုင်ဗရီကို့စ်လူငယ်ကျယ်ပွင့်ကိုခေါ်ယူဖို့အရှိန်မြင့်နေလီဗာပူးအသင်းဟာအသက်19နှစ်အရွယ်အိုင်ဗရီကို့စ်လူငယ်တောင်ပံကစားသမားရန်ဒီယိုမန်ဒီကိုခေါ်ယူနိုင်ဖို့ဆက်လက်ကြိုးပမ်းနေပြီးနီးပြတဲ့အန်တိုနီအီရာအိုလာကလည်းအဆိုပါပြောင်းရွှေ့ဖြစ်မြောက်အောင်အထူးတွန်းအားပေးနေတယ်လို့သိရပါတယ်။ဒီယိုမန်ဒီဟာပြီးခဲ့တဲ့တစ်နှစ်အတွင်းအလွန်လျင်မြန်စွာတိုးတက်လာခဲ့သူဖြစ်ပြီးဂျာမန်ထိပ်တန်းလိဂ်မှာပထမဆုံးရာသီကစားရင်းခြေစွမ်းပြနိုင်ခဲ့ပါတယ်ထို့အပြင်ကမ္ဘာ့ဖလားပြိုင်ပွဲမှာအိုင်ဗရီကို့စ်အသင်းကအီကွေဒေါအသင်းကိုတကိုးကိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာလည်းထူးချွန်တဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပါတယ်။အဲ့ဒီပွဲမှာဂိုးဖန်တီးခွင့်9ကြိမ်ဖန်တီးပေးနိုင်ခဲ့တယ်လို့ပြိုင်ဘက်တွေကိုကြော်ဖြတ်နိုင်မှု4ကြိမ်အောင်မြင်ခဲ့ပြီးဘုံရှင်ပြိုင်မှု17ကြိမ်မှာလည်းအနိုင်ရခဲ့ပါတယ်။ဒီရာသီတစ်လျှောက်ပွဲ36ပွဲကစားရမှာ73ဂိုးသွင်းယူနိုင်ခဲ့ပြီးဂိုးဖန်တီးမှု10ကြိမ်ပြုလုပ်နိုင်ခဲ့တာကြောင့်ကမ္ဘာဘောလုံးလောကရဲ့အလားအလာအကောင်းဆုံးလူငယ်ကျယ်ပွင့်တွေရဲ့ကတဦးဖြစ်သတ်မှတ်ခံထားရပါတယ်။လီဗာပူးအသင်းကတော့သူ့ကိုအသင်းရဲ့အဓိကတိုက်စစ်မှုနေရာကိုရေရှည်ဆက်ခံနိုင်မဲ့ကစားသမားအဖြစ်မြင်ထားပြီးတိုက်စစ်တန်းနေရာစုံမှာကစားနိုင်စွမ်းရှိတာကိုသဘောကျနေပါတယ်။ဒါပေမဲ့သူ့ရဲ့လက်ရှိအသင်းကတော့ကစားသမားကိုအလွယ်တကူလက်မလွတ်လို့ပဲအလုံးမြင့်မားတဲ့ပြောင်းရွှေ့ခြင်းသတ်မှတ်ထားပါတယ်။လီဗာပူးတသင်းနဲ့သာမကပြင်သစ်ထိပ်သီးအသင်းနဲ့စပိန်ထိပ်သီးအသင်းတို့ကလည်းဒီယိုမန်ဒီကိုစိတ်ဝင်စားနေကြတာကြောင့်အပြောင်းရွှေ့ပြိုင်ပွဲကပြင်းထန်လာပွဲရှိနေပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲဆက်လက်ကျင်းပနေစေဖြစ်တာကြောင့်နောက်ဆုံးဆုံးဖြတ်ချက်ကိုပြိုင်ပွဲပြီးဆုံးမှသာသိရပွဲရှိပေမဲ့ဒီယိုမန်ဒီရဲ့အနာဂတ်ဟာဒီနွေရာသီအပြောင်းရွှေ့ဈေးကွက်ရဲ့စိတ်ဝင်စားစရာအကောင်းဆုံးသတင်းတွေရဲ့ကတစ်ခုဖြစ်နေပါတယ်။